ခိုရှိမီရဲ့ထက်တန်းကျောင်းကအသက်15နှစ်အရွယ်နာခါမူရာဆိုတဲ့ကောင်လေးကကျောင်းတက်စားနှစ်မှာပဲဟီယိုဆဲဆိုတဲ့ကောင်လေးကိုတစ်ဖက်သက်သဘောကျနေပါတယ်။ဟီယိုဆဲကိုစတွေ့ခဲ့တဲ့အချိန်ကတော့ဝင်ဝင်အခမ်းအနားပွဲမှာဖြစ်ပြီးအားလုံးထဲမှာကွဲထွက်နေတဲ့သပင်နီညိုရောင်ဝိုင်းဆက်နေတဲ့မျက်လုံးတွေနဲ့ပြုံးလိုက်ရင်တောက်ပသွားတဲ့အပြုံးလေးတွေကိုမြင်မြင်ချင်းချစ်မိသွားတာဖြစ်ပါတယ်။ဒါပေမဲ့တလကြာသွားတဲ့အထိတစ်ခါမှစကားမပြောဘူးသေးသလိုမျက်လုံးချင်းအကြည့်ဆုံးမှုတောင်မနှဲလုံးနေခဲ့ရပါတယ်။အဲဒါကြောင့်ဒီနေ့မှာတော့တငယ်ချင်းဖြစ်အောင်လုပ်မယ်ဆိုပြီးစကားသိချပြောဖို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်ဒီလိုနဲ့ကြောင်းစင်းတဲ့အချိန်စကားတော့ပြောမယ်ဆိုပြီးအခြေအနေစောင့်ကြည့်နေတော့ဟီယိုဆဲရလည်းစာမပြီးသေးလို့ဆိုပြီးမပြန်မဲစာထိုင်လုံးနေခဲ့ပါတယ်နာခါမူရာကတော့ဟီယိုဆဲနဲ့စကားပြောဖို့တလားလုံးလုံးပြင်ဆင်ထားတာမို့အဆင်ပြေမှာပါဆိုပြီးသူ့ကိုယ်သူအားပေးနေခဲ့ပါတယ်အဲ့ဒီအချိန်ဟီယိုဆဲကိုတငယ်ချင်းကအတူတူပြန်အောင်ဆိုပြီးလာခေါ်ပေးမဲ့ဟီယိုဆဲကတော့ခဏဆောင်ဆိုပြီးစာအုပ်ပဲသိမ်းမေးလုံးနေခဲ့ပါတယ်စိတ်ကူးထဲမှာတိုင်ရင်ဆောင်နေခဲ့တဲ့နာခါမူရာကတော့ဟီယိုဆဲနာကိုသွားပြီးကော်ဖီဆိုင်အတူတူထိုင်အောင်ဆိုတဲ့စကားကိုပြောလိုက်ပါတယ်ဟီယိုဆဲကလည်းသွားကြမယ်လို့ပြန်ပြောလိုက်ပေမဲ့တကယ်တမ်းကျစိတ်ကူးတက်တာဖြစ်နေခဲ့ပါတယ်ဟီယိုဆဲရဲ့တငယ်ချင်းအပြင်ထွက်သွားချိန်မှာတော့နာခါမူရာလည်းစကားပြောမယ်ဆိုပြီးဟီယိုဆဲနာကိုရှောက်လာပါတယ်အဲ့ဒီအချိန်ဟီယိုဆဲရဲ့ခက်ပြက်ကရုတ်တရက်ပြုတ်ကျလာတဲ့အကြောင်းနာခါမူရာတယောက်မွေကိုတွေးလိုက်ရသလိုလက်ဖြတ်သွားပြန်ပါတယ်ခဲပြက်ကိုသွားကောက်ပြီးစကားပြောရမယ်လို့တွေးလိုက်ပေမဲ့သူ့ခန္ဓာကိုယ်ကမရွေ့ရကြောင်းဟီယိုဆဲကပဲခဲပြက်ကိုကောက်ယူသွားပါတယ်နာခါမူရာလည်းဘာကြီးကြောင်းနေရလဲဆိုပြီးရှေ့ဆက်သွားလိုက်ပေမဲ့ဟီယိုဆဲအကျိုးဆက်နာအောင်မြင်တော့မပြောရတော့ပဲထိုင်ကုန်မှာပြန်ထိုင်လိုက်ပါတယ်အဲ့ဒီအချိန်ဟီယိုဆဲတငယ်ချင်းတွေကမပြီးသေးဘူးလားဆိုပြီးလာမေးရနဲ့ဟီယိုဆဲလည်းခဏနေပြီးပြီဆိုပြီးပြန်ပြေးနေပါတယ်ဒါကိုကြတော့နာခါမူရာလည်းသူမြင်မလို့ရှာရင်ဟီယိုဆဲပြန်တော့မယ်ဆိုတဲ့စိတ်နဲ့အနားကိုရောက်အောင်သွားလိုက်ပါတယ်နာမည်ခေါ်ပြီးစကားပြောမဲ့အချိန်မှာပဲစာပြီးသွားတဲ့ဟီယိုဆဲကမတက်ကောက်ရဲလိုက်တာကြောင့်နာခါမူရာတယောက်ကြောင်သွားခဲ့ပါတယ်နောက်တော့နှစ်ယောက်သားအကြည့်ချင်းမှဆုံသွားတာကြောင့်လက်ဖြတ်ပြီးအခန်းထဲကနေထွက်ပြေးသွားပါတယ်နာခါမူရာလည်းဟီယိုဆဲရှေ့ကိုရောက်ရင်ခေါင်းထဲမှာစီစဉ်ထားသမျှအကုန်ပလာရဲ့ကြီးဖြစ်ကုန်တာကြောင့်ဘလို့လောက်ရမလဲဆိုပြီးတိုင်ပတ်နေခဲ့ပါတယ်ဟီယိုဆဲအခန်းထဲကထွက်သွားတဲ့အချိန်ရုတ်တရက်လွယ်ထဲကနေလက်ကင်ဘွားလေးပြုတ်ကျလာပါတယ်နာခါမူရာလည်းအခွင့်ကောင်းပဲဆိုပြီးလက်ကင်ဘွားကိုပြေးကောက်ပြီးပေးလိုက်ပေမဲ့ထုံးစံအတိုင်းစိတ်ကူးပဲဖြစ်နေခဲ့ပါတယ်စိတ်ကူးထဲမှာအကုန်အစင်ချောနေခဲ့ရကြောင်းအဲ့ဒီအတိုင်းပဲလုံးမဲ့ဆိုပြီးပြင်နေတော့မှပဲအတန်းမော်တယောက်ကလက်ကင်ဘွားကိုမြင်သွားခဲ့ပါတယ်ဒါနဲ့ဟီယိုဆဲကိုလမ်းခေါ်ပြီးကောက်ပေးမလို့ပြင်နေရအောင်နာခါမူရာမြင်သွားပြီးအလူမခံနိုင်တာနဲ့ပြီးသွားပါတယ်နောက်တော့အတန်းမော်လက်ထဲရောက်ခံနေတဲ့ဘဝကိုခြေထောက်နဲ့ဖိထားလိုက်ပြီးသူကိုယ်တိုင်ပဲယူပေးလိုက်ပါတယ်အားလုံးလည်းသူ့ရဲ့ပြုမှုကြောင့်ကြောင်သွားကြသလိုသူကိုယ်တိုင်လည်းဒီလိုလုပ်လိုက်တာအမုန်းခံရတော့မှလားဆိုပြီးပောက်ကွဲနေခဲ့ပါတယ်ဒါနဲ့ထုံးစံအတိုင်းသူ့အခန်းထဲမှာမွေးထားတဲ့ရေပွဲကိုရင်ဖွင့်လိုက်တော့ရေပွဲကလက်ကိုမှန်မော်တင်ပြီးအားပေးလိုက်ပါတယ်ဒီတော့မှအချိန်ကြီးအများကြီးကြံသေးရဲ့ဆိုတာကိုမြင်လာသလိုတငယ်ချင်းဖြစ်အောင်လုပ်မဲ့ဆိုပြီးလည်းအားမွေးလိုက်ပါတယ်ဒီလိုနဲ့ကျောင်းဖွင့်ရက်မှာတော့ဟင်းချက်အတန်းရှိရနဲ့ကျောင်းသားတွေအလုံးအတန်းထဲမှာကိုစီချက်ဖို့ပြုတ်ဖို့လုပ်နေခဲ့ကြပါတယ်နာခါမူရာကလည်းအေဘရွန်ဝင်ထားတဲ့ဟီယိုဆဲရဲ့ချစ်စရာကောင်းတဲ့ပုံစံကိုကြည့်ပြီးသူတို့လက်ထပ်ကြတဲ့အခါကျရင်လည်းဒီလိုပဲများလားလို့စိတ်ကူးရင်နေခဲ့ပါတယ်အဲ့ဒီအချိန်တာဝန်ကျဆီယာမကိုကျောင်းကြီးကလာခေါ်တာကြောင့်ဆီယာမလည်းဓာတ်ရည်မီနဲ့ပတ်သက်တာတွေမလုပ်ဖို့မှပြီးထွက်သွားပါတယ်အဲ့ဒါကြောင့်အားနည်းရဲ့ကျောင်းသားတွေလည်းဘာလို့ရမှန်းမသိဖြစ်နေတဲ့အချိန်အခန်းထဲမှာတောင်းတင်နေတဲ့ရေပွဲရှင်တွေကိုတွေ့သွားခဲ့ကြပါတယ်အားလုံးကရေပွဲရဲ့ပုံစံကိုကြည့်ပြီးကြက်သိမ်းထားနေကြပေမဲ့ရေပွဲကြောင့်ကျဉ်ညက်နေတဲ့နာခါမူရာကတော့ကောက်ကင်ပြလိုက်ပါတယ်ဒါအောင်မြင်တော့ဟီယိုဆဲကလည်းဂျန်တဲ့တကောင်ကိုကိုင်လိုက်တာကြောင့်အားလုံးလည်းတန်အန်တော်နဲ့ဟီယိုဆဲနာကိုဝိုင်းသွားကြပါတယ်အဲ့ဒီအချိန်ရုတ်တရက်ဟင်းချက်အတန်းမှာရေပွဲရှိနေတာဒီရေပွဲတွေကိုဟင်းနဲ့ထက်ချက်ရမှာလားဆိုတဲ့အတွေးတွေဝင်လာကြပါတယ်အဲ့ဒါကြောင့်ကျောင်းသားတွေကလည်းဒီလောက်ချစ်စရာကောင်းတဲ့အကောင်တွေကိုမတက်ရပါဘူးဆိုပြီးဆီယာမမသိခင်လှုပ်ပေးဖို့စီစဉ်ကြပါတယ်ဒါပေမဲ့အတန်းချင်းဖြစ်နေတော့အပြင်းလဲသွားလို့မရတဲ့အကြောင်းလောလောဆယ်မှာဆီယာမမမြင်အောင်ဖွက်ထားခဲ့ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါနဲ့ရေပွဲတွေကိုအဲ့ဒီအချိန်အထိအသက်ရှင်နေအောင်ရေစိမ်ထားလိုက်မယ်ဆိုပြီးရေချိုးထွက်တဲ့ပိုက်ကိုဖွင့်ဖို့လုပ်လိုက်ပါတယ်ဒါအောင်မြင်တော့နာခါမူရာလည်းရေချိုးနဲ့ဆိုရင်ရေပွဲတေးလိုက်မယ်ဆိုပြီးအလန်တကြားနဲ့အော်ပြောလိုက်ပါတယ်ဒီလိုနဲ့ပဲမရည်ရွယ်ထားတဲ့အချိန်ကြတော့မှဟီယိုဆဲနဲ့စကားပြောပြသွားခဲ့ရကြောင်းသူ့ကိုယ်သူလည်းမယုံနိုင်လောက်အောင်တုံးလုံးနေခဲ့ပါတယ်အဲ့ဒီအချိန်တခြားဆရာတရားဝင်လာပြီးကျောင်းသားတွေစုယုံနေတာကိုမြင်တော့ဗာလဲဆိုပြီးအတင်းလိုက်ကြီးရာကနေရေပွဲတွေကိုမြင်သွားခဲ့ပါတယ်အဲ့တော့မှဆရာကရေပွဲတွေကိုတတ်ဖို့မဟုတ်ပဲလေးလာကိုထားထားဖြစ်ကြောင်းရှင်းပြရင်ရေပွဲနေလို့ရအောင်မှတခါရဲစီစဉ်ပေးသွားခဲ့ပါတယ်အဲ့နောက်ဆီယာမပြန်ဝင်လာတဲ့ကျောင်းသားတွေလည်းထုံးစံအတိုင်းချက်ပြုတ်နေကြတဲ့အချိန်နာခါမူရာတယောက်ကတော့ငုတ်တုတ်ထိုင်နေခဲ့ပါတယ်သူနာကိုဟီယိုဆဲရောက်လာချိန်မှာတော့ပြားရခက်နေခဲ့ပေမဲ့ဟီယိုဆဲကတော့နာခါမူရာကျေးဇူးနဲ့ရေပွဲတွေအသက်ရှင်သွားလို့ကျေးဇူးတင်တယ်ဆိုပြီးပြောလာပါတယ်နောက်ပြီးရေပွဲကိုကင်မှုတာဒါပထမဆုံးပဲလို့ပြောရင်ရေပွဲဆုပ်သွားတဲ့လက်ကအဆက်လေးတွေကိုကြည်ရင်ရင်နေခဲ့ပါတယ်အဲ့ဒီအချိန်နာခါမူရာကတော့ဒါအခွင့်ကောင်းပဲဆိုပြီးတငယ်ချင်းလုံးရအောင်ဆိုတဲ့စကားကိုပြောဖို့ပြင်လိုက်ပါတယ်ဒါပေမဲ့ကွက်တီမှာပဲရေပွဲတစ်ကောင်ကျန်နေခဲ့တာကိုဟီယိုဆဲကမြင်ပြီးအလန်တကြားနဲ့ကောက်ကင်လိုက်ပါတယ်နောက်တော့မှခုနကတော့နာခါမူရာတခုခုပြောပြင်လိုက်တာလားဆိုပြီးမေးကြည့်ပေမဲ့နာခါမူရာကတော့မဟုတ်ဘူးလို့ပဲပြန်ပြောလိုက်ပါတယ်
အဲ့ဒီအချိန်မှာပဲရေပွဲကသူ့ရဲ့ညီကြီးတွေကိုနာခါမူရာရဲ့မျက်နှာစီကိုပြန်ပစ်လိုက်ပါတယ်မျက်နှာတစ်ခုလုံးညစ်ပတ်သွားတာကိုကြည့်ပြီးဟီယိုဆေးကခွတ်ထုတ်ခွက်လန့်ရနေခဲ့ရကြောင်းနာခါမူရာလည်းသူကြိုက်နေတဲ့သူကိုပြောအောင်လုပ်နိုင်ခဲ့ရပဲဆိုပြီးကြံဖန်ကုန်ယူနေခဲ့ပါတယ်ဒီအပိုင်းမှာတော့ညဘက်မှာနာခါမူရာတယောက်ဟီယိုဆဲနဲ့နည်းနည်းတော့ဖြစ်ဖြစ်နီးစပ်အောင်လုပ်ဖို့ BS စာအုပ်ဖတ်ပြီးလေ့လာနေခဲ့ပါတယ်။ဖွင့်ပြောရမယ့်အချိန်ရောက်ရင်လည်းချစ်တဲ့ဆိုတဲ့စကားကိုဒီလိုပြောရတာပါလားဆိုပြီးစာအုပ်ထဲမှာသိချရေးခြာရေးနေပါတယ်။သူပြင်ဆင်တဲ့အလုံးပြီးသွားချိန်မှာတော့အာရပါရအော်ဟစ်နေခဲ့ရကြောင်းတစ်ဖက်ခန်းမှာရှိတဲ့ညီမဖြစ်သူလည်းဘယ်ချိန်ရောက်နေပြီလဲဆိုပြီးပိတ်အော်ပစ်လိုက်ပါတယ်။ဒီလိုနဲ့ကြောင်းဖွင့်ရမှာတော့မိန်းကလေးတွေကအစ်စ်ထွက်ထားတဲ့ BS စာအုပ်ကြောင့်ပြောနေကြတော့ပိုးဟက်တကောင်ကအခန်းထဲကိုကျူးကျော်ဝင်လာပါတယ်။အားလုံးလည်းပိုးဟက်ကိုမြင်တော့လမ်းဖြတ်ပြီးထွက်ပြေးနေကြတဲ့အချိန်နာခါမူရာကတော့အိတ်ချင်မှုတူနဲ့အခန်းစီကိုလာနေခဲ့ပါတယ်။ခေါင်းထဲမှာလည်းမင်းညာဖက်ခဲ့တဲ့ BS စာအုပ်ထဲရလို့ဟီရိုဆဲကိုဘလို့ချင်းခဲ့ရမလဲဆိုတာတွေကိုပဲတွေးနေပါတယ်။မျက်လုံးကိုလည်းမှိတ်ထားခဲ့ရကြောင်းအခန်းထဲကလူတွေထွက်ပြေးလာတာကိုမမြင်မဲ့အခန်းဘဝကိုရောက်လာခဲ့ပါတယ်။သူ့ကိုမြင်တော့မိန်းကလေးတစ်ယောက်ကပိုးဟက်ကိုမြင်ရှင်းပေးစမ်းဆိုပြီးအခန်းထဲကိုဆွဲသွင်းလိုက်ပါတယ်။အတန်းမော်ရီကလည်းဘေးမှာဝိုင်းပြီးသူ့ကိုကြည့်နေခဲ့ရကြောင်းနာခါမူရာလည်းသူ့အဆုံးသတ်ပြီးမှဖြစ်တော့မဲ့အချိန်လေးဆိုတာကိုသိသွားခဲ့ပါတယ်။အဲ့ဒီအချိန်ကွက်တီမှာပဲဟီယိုဆဲကအခန်းထဲကိုရောက်လာခဲ့ရကြောင်းနာခါမူရာလည်းသူ့ပတ်ထားတဲ့စာအုပ်ကိုသတိရသွားခဲ့ပါတယ်။စာအုပ်ထဲမှာတော့ဇက်လိုက်မင်းသားကိုပိုးဟက်ပင်ကြီးကဖမ်းခေါ်သွားခဲ့ရကြောင်းနောက်ထပ်မင်းသားကလိုက်ခဲ့ရပါတယ်။အဲ့ဒါကြောင့်လာခဲ့ပေးတဲ့မင်းသားကိုအဖမ်းခံရတဲ့မင်းသားကကျေးဇူးတင်ပြီးဟီရိုအဖြစ်သတ်မှတ်လိုက်ပါတယ်။ဒါကိုသတိရသွားတဲ့နာခါမူရာလည်းဟီယိုဆဲရဲ့ရှိမှသူကအားကိုးရတဲ့ပုံစံဖြစ်နေနေတာကြောင့်ပိုးဟက်ကိုရအောင်ဖမ်းမယ်ဆိုပြီးအတင်းလိုက်ပါတယ်။နောက်တော့သူ့လွယ်ထဲကစာအုပ်ကိုခေါက်လိုက်ပြီးပိုးဟက်ကိုအပြင်လွတ်ပစ်လို့ရအောင်စာအုပ်ပေါ်တက်ခိုင်းလိုက်ပါတယ်။ပိုးဟက်ကလည်းအစီအစဉ်တိုင်းတက်လာခဲ့ရကြောင်းနာခါမူရာလည်းဟီယိုဆဲပဲလက်ပြီးဘလို့လဲသူ့ကိုအထင်ကြီးသွားရည်လားဆိုပြီးစိတ်ထဲကနေလှမ်းမိနေခဲ့ပါတယ်။ဟီယိုဆဲကလည်းနာခါမူရာကိုအံ့အားသင့်တဲ့မျက်နှာနဲ့ကြည့်နေခဲ့တဲ့အချိန်ပိုးဟက်ကနာခါမူရာရဲ့အင်ကြီးလက်ပေါက်ကနေအထဲကိုဝင်ချသွားပါတယ်။ဒါကိုမြင်လိုက်ရတဲ့အတန်းမော်တွေကလည်းကြက်သိန်းတွေထကုန်ကြသလိုနာခါမူရာတယောက်လည်းလှုံမရပြူမရနဲ့တက်တော့ဝင်ဖြစ်သွားခဲ့ပါတယ်။ဒီလိုနဲ့ကြိုက်တဲ့ဖေးဆင်းခဲ့ပါဆိုပြီးဆူတောင်းနေတော့တက်တီရှိတဲ့ဟီယိုဆဲကအခန်းထဲကိုဝင်ချလာပြီးနာခါမူရာအင်ကြီးထဲမှာရှိတဲ့ပိုးဟက်ကိုလိုက်ရှာပါတယ်။နာခါမူရာလည်းသူ့အင်ကြီးထဲဝင်လာတဲ့ဟီယိုဆဲရဲ့လက်အထီးအတွေ့ကြောင့်ပိုပြီးတုံလုံးနေတော့မှပဲပိုးဟက်ကိုရှာတွေ့သွားခဲ့ပါတယ်။နောက်တော့ဟီယိုဆဲကပိုးဟက်ကိုလက်နဲ့ကင်ပြီးအခန်းပြတင်းပေါက်ကနေပြန်လွတ်ပေးလိုက်ပါတယ်။အဲ့ဒီအချိန်ဟီယိုဆဲရဲ့အထီးအတွေ့ကိုခံစားလိုက်ရတဲ့နာခါမူရာတယောက်ကတော့မျက်ရည်တွေစီးကျနေခဲ့ပါတယ်။ဒါကိုဟီယိုဆဲကပိုးဟက်ကြောက်လို့ငိုရဲထင်ပြီးထွက်သွားပြီလို့ပြောနေပေမဲ့နာခါမူရာကတော့စိတ်ထဲကနေပိုးဟက်ကိုကျေးဇူးတင်နေပါတယ်။နေ့လေထမင်းစားချိန်မှာလည်းနာခါမူရာကသူ့ရဲ့လက်ဆွဲတော့ BS စာအုပ်ကိုဖန်ရင်တယောက်တည်းထမင်းစားနေခဲ့ပါတယ်။စာအုပ်ထဲမှာတော့မင်းသားနှစ်ယောက်ကခွန်ကျွေးနေခဲ့ရကြောင်းတရက်ကျရင်ဟီယိုဆဲနဲ့ထမင်းအတူတူစားကျင်လိုက်တာဆိုပြီးတွေးနေပါတယ်။ခေါင်းထဲမှာလည်းဟီယိုဆဲကိုမုန်းခွန်ကျွေးနေတဲ့ပုံရိပ်တွေပဲမြင်ပြီးလမ်းလျှောက်လာခဲ့ရကြောင်းကျမ်းမြင့်မှရှိနေတဲ့ရေပုံးကိုမမြင်မဲ့တိုက်မိပြီးချော်လဲသွားပါတယ်။အတန်ကြားလို့ထွက်ကြီးရဲ့ဟီယိုဆဲလည်းလဲကျနေတဲ့နာခါမူရာကိုထူပေးရင်အနားမှာရှိနေတဲ့ BS စာအုပ်ကိုမြင်သွားခဲ့ပါတယ်။ဒါနဲ့နာခါမူရာရဲ့စာအုပ်လားလို့မေးလိုက်ပေမဲ့အစခံရမှကြောက်တဲ့နာခါမူရာလည်းမဟုတ်ဘူးလို့လိန်ဖြေလိုက်ပါတယ်။ဒါနဲ့ဟီယိုဆဲကအတန်နေရလူတွေကိုမေးကြည့်လိုက်ချိန်မှာအားလုံးကအဲ့ဒီစာအုပ်ကယောက်ျားလေးချင်းကြိုက်တာဆိုပြီးဝိုင်းပြောကြပါတယ်။ဒါကိုကြားတော့နာခါမူရာလည်းသူ့အလဲတန်းကျောင်းတော့ရေကူးရင်အောက်ခံမောင်ပြီးကြံခဲ့တဲ့အဖြစ်ကိုအမှတ်ရသွားပါတယ်။အဲ့တုန်းကလည်းဆရာအခန်းထဲမှာအခုလိုမေးတဲ့အချိန်ကျောင်းသားတွေကပျောက်တဲ့သူအခုချိန်ဘာမှမပါပဲဖြစ်နေမှာပေါ့ဆိုပြီးရင်နေကြပါတယ်။ဒါကြောင့်ဒီတစ်ချိန်မှာတော့နာခါမူရာလည်းမတိကျအောင်ဆောင်နေလိုက်ပြီးစာအုပ်ကိုပါအဆုံးခံလိုက်ပါတယ်။ဒီလိုနဲ့ညနေကျောင်းစင်းရင်ရောက်တော့စပိန်အသစ်ဖောင်တင်နေတာနဲ့ဆရာများနားနေကန်ထဲကိုဝင်လာခဲ့ပါတယ်။အဲ့ဒီမှာဆရာတယောက်ကသူ့ရဲ့ BS စာအုပ်ဖတ်နေတာကိုမြင်လိုက်ရတော့နာခါမူရာလည်းအံ့ဩသွားခဲ့ပါတယ်။ဆရာကတော့ဇလန်းလေးကိုစိတ်ဝင်စားလို့ဖတ်နေရဖြစ်ကြောင်းနဲ့အရန်စိတ်ကူးရင်ဆန်လို့နဲ့ဆိုပြီးမှတ်ချက်ပေးပါတယ်။ဒီလိုနဲ့အပြင်ကိုရောက်လာခဲ့တဲ့နာခါမူရာလည်းသူ့ရဲ့စာအုပ်ဆုံးရှုံးလိုက်ရပြီဆိုတာသိတော့အသစ်ထက်ဝင်မယ်ဆိုပြီးစာအုပ်ဆိုင်ကိုရောက်လာပါတယ်။ပုံစံတူစာအုပ်တွေကတက်အုပ်ကိုကောက်ကန်လိုက်ချိန်မှာပဲဒီစာအုပ်ထဲကအတိုင်းဆိုအဆုံးသက်မှာအမြဲကောင်းတဲ့ကြီးဖြစ်မှာပဲလို့တွေးမိနေပါတယ်။ဒါပေမဲ့အပြင်လက်တွေ့ရသူကတော့ရှက်ဖို့ကောင်းတဲ့ပုံစံတွေကိုပဲပြနေခဲ့တာဆိုပြီးစိတ်ညစ်နေတော့သူ့ကိုမြင်သွားတဲ့ဟီယိုဆဲကလာနှုတ်ဆက်ပါတယ်။ဟီယိုဆဲကစာတင်တာတစ်လားပဲရှိသေးပေမဲ့နာခါမူရာရဲ့တလွဲပုံစံတွေကြောင့်မှတ်မိနေရလို့ပြောတော့နာခါမူရာလည်းသဘောကျနေခဲ့ပါတယ်။နောက်တော့ဟီယိုဆဲကဘာစာအုပ်ဝယ်မလို့လဲဆိုပြီးမေးတော့နာခါမူရာလည်းသူ့ကိုစမှဆိုတာနဲ့ဘာဖြစ်ရမှန်းမသိဖြစ်သွားပါတယ်။ဟီယိုဆဲကတော့လူတကိုအကြိုက်တစ်မျိုးမို့ကိုကြိုက်ရအောင်ကြိုက်လို့ရပါရဲ့ဆိုပြီးပြောတော့မှနာခါမူရာလည်းသူမဟုတ်တာလုံးနေရမဟုတ်ပဲဘာကြောင့်နေရလဲဆိုပြီးတွေးမိသွားပါတယ်။သူကြိုက်တဲ့ဇက်ကောင်ဆိုရင်လည်းအရာရာကိုရဲရဲဝင့်ဝင့်ပဲဖြစ်ရှင်းမှမို့သူလည်းပြောလိုက်ရမလားဆိုပြီးတွေးနေတော့ဟီယိုဆဲကဘာဝယ်မှလဲဆိုပြီးနောက်တစ်ချိန်ထပ်မေးပြန်ပါတယ်။အဲ့ဒီမှာပဲနာခါမူရာတယောက်မလွဲရမနေနိုင်ဆိုတဲ့အတိုင်းအနားမှာရှိနေတဲ့စာအုပ်တော်ကိုအလွယ်တကူပဲကောက်ကင်ပြလိုက်ပါတယ်။စာအုပ်ကိုမြင်တော့ဟီယိုဆဲလည်းလူတိုင်းအကြိုက်တစ်မျိုးစီမယ်တော့ဆိုပြီးနောက်မှတွေ့မယ်လို့ပြောရင်ချက်ချင်းထွက်သွားပါတယ်။ဒီတော့မှနာခါမူရာလည်းဘာဖြစ်သွားရလဲဆိုပြီးစာအုပ်ဖုံးကိုသိချကြည့်လိုက်တော့သူကင်ထားတာချုပ်တီးချင်းဆိုတဲ့စာအုပ်ကြီးဖြစ်နေခဲ့ပါတယ်။ ဒီ
ဒီရဲ့ပိုင်းမှာတော့ဂီတာကန်ထဲမှာဟီယိုဆဲကိုတငယ်ချင်းတွေတန်ရှင်းဆုလုပ်နေကြပါတယ်ယောက်ျားလေးချင်းချင်းစကားပြောနေရတွေကိုအတန်းမုံမိန်းကလေးတွေကတော့တော့ရီဘော်တွန်နဲ့ရွေးပြီးရှင်းနေခဲ့ကြပါတယ်အလုံးပြီးလို့အတန်းစီပြန်လာတော့လဲမိန်းကလေးနှစ်ယောက်ကအတူပါလာတဲ့တငယ်ချင်းဟီဖူမီကိုခုနကမြင်ကွင်းကိုပုံပြန်ဆွဲပေးကိုပြောနေကြပါတယ်တိုက်ဆိုင်ဆိုသလိုပဲနောက်တစ်ချိန်ကပုံဆွဲခြင်းဖြစ်ပြီးဆီယာမကပုံဆွဲခံမော်ဒယ်အနေနဲ့ဟီယိုဆဲကိုရွေးချယ်လိုက်ပါတယ်အကြောင်းကတော့ဒီနေ့က20ရက်နေ့ဖြစ်ပြီးဟီယိုဆဲရဲ့ခုံနံပါတ်က20ဖြစ်နေရကြောင်းပဲဖြစ်ပါတယ်အစားကတော့ပုံဆွဲရမှာကိုစိတ်ညစ်စရာကောက်လိုက်တာဆိုပြီးညီညွတ်နေတဲ့နာခါမူရာတယောက်ကတော့သူဆွဲရမယ့်သူဟာဟီယိုဆဲဖြစ်နေရကြောင်းတက်ကြွသွားပါတယ်ဟီယိုဆဲကအားလုံးဆွဲလို့ရအောင်အလဲမှာဝင်ထိုင်ပေးခဲ့ပြီးနာခါမူရာကတော့သူ့ရဲ့လက်စွမ်းကိုစာရွက်ပေါ်မှာချပြနေခဲ့ပါတယ်ဟီယိုဆဲရဲ့ပုံသူဆွဲတဲ့နေရာမှာဘယ်သူမှသူ့ကိုရှင်းနိုင်မှာမဟုတ်ဘူးဆိုပြီးလေတိုက်နေတော့သူ့ဘေးမှာထိုင်နေတဲ့ဟီဖူမီရဲ့ပုံကိုမြင်သွားခဲ့ပါတယ်ဟီဖူမီရဲ့လက်ရသူဆွဲရတဲ့ဆယ်စားလောက်ပိုကောင်းနေရကြောင်းနာခါမူရာလည်းမျက်လုံးပြူသွားခဲ့ပါတယ်ဒါနဲ့တစ်ချိန်လုံးဟီဖူမီကိုပဲစိုက်ကြည့်နေခဲ့သလိုအတန်းချိန်ပြီးသွားတော့လဲဟီဖူမီရဲ့နောက်ကိုလိုက်သွားပြန်ပါတယ်ဟီဖူမီလည်းသူ့နာမည်အော်ခလာရဲ့နာခါမူရာကြောင့်ရောခုနကတစ်ချိန်လုံးစိုက်ကြည့်နေရရောကြောင့်မှသူ့ကိုကြိုက်နေရများလားဆိုပြီးထင်သွားခဲ့ပါတယ်အဲ့ဒီအချိန်နာခါမူရာကသူကဟီဖူမီရဲ့ဖန်မှာဆိုပြီးခုနကဆွဲထားတဲ့ဟီယိုဆဲရဲ့ပုံလေးပေးလို့ရမလားလို့တောင်းလိုက်ပါတယ်တခါမှဖန်ဆိုပြီးအပြောမခံရဘူးတဲ့ဟီဖူမီလည်းလမ်းပြီးရှက်သွေးဖြာကုန်သလိုနာခါမူရာလိုချင်တဲ့ပုံကိုလည်းအပန်းမကြီးရနဲ့ပေးလိုက်ပါတယ်နောက်တနေ့ကျောင်းချင်းမှာတော့တငယ်ချင်းတွေကဟီဖူမီကိုမနေ့ကသူတို့တွေ့ခဲ့တဲ့မြင်ကွင်းကိုပုံဆွဲပြီးပြီလားဆိုပြီးမေးရကြောင်းဟီဖူမီလည်းသူတို့ရှိမှလည်းလက်ဆွမ်းပြလိုက်ပါတယ်တငယ်ချင်းတွေလည်းမိုက်လိုက်တာဆိုပြီးယူကြည့်ရင်နောက်ထပ်ဆွဲထားတဲ့ပုံတွေကိုပါဆက်ကြည့်မိသွားပါတယ်အဲ့ဒီမှာနာခါမူရာပုံပါနေခဲ့ရကြောင်းနာခါမူရာကိုကြိုက်နေရလားဆိုပြီးဝိုင်းစားကြသလိုဖွင့်ပြောဖို့လည်းအားပေးနေကြပါတယ်ဒါပေမဲ့ဟီဖူမီကတော့မဟုတ်ဘူးလို့ပဲညင်ပြီးသူတို့လက်ထက်ရစာအုပ်ကိုအတင်းလိုက်လို့နေခဲ့ရကြောင်းစာအုပ်လည်းအောက်ကိုပြုတ်ကျသွားပါတယ်အချိန်ကွက်တီမှာပဲနာခါမူရာကအတန်းနဲ့ရောက်လာခဲ့ပြီးဟီဖူမီဆွဲထားတဲ့ပုံကိုမြင်သွားခဲ့ပါတယ်ဒါပေမဲ့ဘာမှမဖြစ်သလိုတစ်ချက်ပဲကြည့်ပြီးသူ့နေရာမှာထိုင်သွားတာကြောင့်မိန်းကလေးလည်းစိတ်အေးသွားရပါတယ်ခဏနေတော့နာခါမူရာကစာအုပ်ကင်ပြီးဟီဖူမီနာကိုရောက်လာခဲ့သလိုစာအုပ်ထဲမှာလည်းသူနဲ့ဟီယိုဆဲတို့ယင်းနီးနေတဲ့ပုံလေးဆွဲပေးပါလားဆိုပြီးပြောလာပါတယ်ဟီဖူမီကလည်းရိုးရိုးပုံနေမဟုတ်ပဲမန်ဂါပုံစံဆွဲပေးလိုက်တာကြောင့်နာခါမူရာလည်းကျေးဇူးတင်ပြီးဖန်ဆိုရဲ့စကားကိုနောက်တစ်ချိန်ထပ်ပြောလိုက်ပါတယ်ဒီတစ်ခါမှလည်းဟီဖူမီတယောက်ရှက်သွေးဖြာကုန်သလိုအားကစားချိန်ရောက်တော့လဲတလွဲစွန်နေတဲ့နာခါမူရာကိုအပြစ်မမြင်တဲ့အပြင်ကြိုးစားစော်ပေးနေရပဲဆိုပြီးတွေးတဲ့အထိအချစ်စိတ်တွေရှမ်းထွက်လာပါတယ်ဒါပေမဲ့သဘောမကောင်းတဲ့နီးပြကတော့တလွဲစွန်နေတဲ့နာခါမူရာကိုပြစ်ဒဏ်အနေနဲ့အတန်းကျင်အပြီးမှတန်ရှင်းလောက်ခိုင်းခဲ့ပါတယ်နာခါမူရာလည်းဆရာကိုပွားစီလုပ်ပြီးလှုပ်ရှားရှိရတဲ့နဲ့တိမ့်စရာရှိရတဲ့တိမ့်နေတော့ပစ္စည်းရဲ့တိမ့်တဲ့အခန်းမှာဟီဖူမီရောက်နေခဲ့ပါတယ်ဟီဖူမီကကြွက်မိသားစုသူ့အတူနေတာကိုအထူးဆန်းလုပ်ပြီးကြည့်နေခဲ့သလိုနာခါမူရာကလည်းချစ်စရာလေးဆိုပြီးဝင်ကြည့်နေခဲ့ပါတယ်နောက်ပြီးဟီဖူမီကိုကျင်နာတတ်လိုက်တာဆိုပြီးပြောလိုက်သေးရကြောင်းဟီဖူမီတယောက်ရှက်သွေးဖြာလာပြန်ပါတယ်အဲ့ဒီအချိန်ဟီယိုဆေးကလည်းအထဲကိုဝင်လာပြီးသူတို့နဲ့အတူကြွက်မိသားစုကိုကြည့်နေတော့အပြင်ဘက်ကနေလုံခြုံရေးရတကားကိုတော့ခတ်သွားခဲ့ပါတယ်အဲ့ဒါကြောင့်နာခါမူရာကိုတောင်းရောက်လဲဘလို့လောက်ရမှမသိအောင်ပြားခတ်သွားခဲ့ပေမဲ့ဘာမှလုပ်လို့မရတာကြောင့်လာဖွေပေးမဲ့အချိန်ကိုပဲစောင့်နေခဲ့ကြပါတယ်အစာပိုင်းမှာတော့စကားရေးလျှောက်ပြောနေကြပေမဲ့ကြာလာတော့လေဝင်တွေထွက်မရှိရနဲ့ပြင်ပန်းလာကြပါတယ်ဟီဖူမီနဲ့ဟီယိုဆဲတို့နှစ်ယောက်ကချွေးထွက်လာပြီးအတီးတီးအိပ်ပျော်သွားကြရာကနေဟီဖူမီရဲ့ခေါင်းကနာခါမူရာရဲ့ပခုံးပေါ်ကိုကျလာပါတယ်အဲ့ဒီအချိန်နာခါမူရာကတော့သူနဲ့အနီးကပ်မှရှိနေတဲ့ဟီယိုဆဲစီကနေရတဲ့အနံ့ကြောင့်ဟီယိုဆဲအနာကိုပို့တိုးဖို့အတွက်ကြိုးစားနေခဲ့ပါတယ်အနာကိုရောက်ခံပြီးစက္ကန့်ပိုင်းလိုလောက်မှာတော့လုံခြုံရေးနဲ့နီးပြဆရာရောက်လာပြီးတကားကိုဆွဲပွင့်လိုက်တာကြောင့်နာခါမူရာလည်းတခိုးလူမိသလိုဖြစ်သွားခဲ့ပါတယ်နောက်တော့၃ယောက်သာအပြင်ကိုထွက်လာခဲ့ကြသလိုနီးပြကလည်းတူတာဝန်ပေါ်ရောက်ခဲ့တာအတွက်တောင်းပန်စကားပြောလာခဲ့ပါတယ်နောက်ပြီးညှင်းနဲ့နေပြီးမို့အတူပါလာတဲ့လူကိုလိုက်ဖို့ခိုင်းလိုက်မယ်ဆိုပြီးပြောတော့ဟီဖူမီနဲ့ဟီယိုဆဲတို့နှစ်ယောက်ကချက်ချင်းပဲလိုက်သွားကြပါတယ်ကျန်ခဲ့တဲ့နာခါမူရာကိုတော့နီးပြကလက်ကိုလှမ်းဆွဲလိုက်ပြီးသူများအိတ်နေတဲ့အချိန်မှာမတိအောင်အနံခိုးမရှိပါဘူးလို့စလိုက်ပါတယ်နာခါမူရာလည်းနီးပြမြင်သွားရပဲဆိုပြီးထူပူသွားရင်းကနေဟီယိုဆဲတို့နောက်ကိုပြေးလိုက်သွားခဲ့သလိုဟီဖူမီကလည်းအဲ့မြင်ကွင်းကိုမြင်ခဲ့ရပါတယ်သူမနာခါမူရာရဲ့ပခုံးပေါ်မှာမှီရိပ်နေတာကိုသတိရတော့လမ်းပြီးနိုးလာတဲ့အချိန်နာခါမူရာဟီရိုဆဲနာကိုကပ်ဖို့လုပ်နေခဲ့ရကြောင်းအဲ့ဒါဘာများလဲဆိုပြီးသူမစိတ်ထဲမှာထူးဆန်းနေခဲ့ပါတယ်ဒီလိုနဲ့တိတ်ဆိတ်နေတဲ့သူမကိုနာခါမူရာအဆင်ပြေလားဆိုပြီးမေးလိုက်ချိန်မှာတော့အတွေးတွေအလုံးပြောက်သွားပြီးနာခါမူရာသဘောကောင်းလိုက်တာဆိုတဲ့အတွေးနဲ့အဆုံးသတ်သွားခဲ့ပါတယ်ဒီအပိုင်းမှာတော့နာခါမူရာနဲ့ဟီယိုဆဲတို့နှစ်ယောက်တငယ်ချင်းတွေဖြစ်သွားကြပါတယ်ဒါပေမဲ့ဒါတွေကလက်တွေ့မှာမဟုတ်ပဲဟီဖူမီဆွဲပြီးရဲ့ဇလန်းထဲမှာဖြစ်နေခဲ့ပါတယ်နာခါမူရာအတွက်ကတော့ဇလန်းဖြစ်နေရင်တောင်သူလိုချင်တဲ့အတိုင်းဟီယိုဆဲရဲ့ခြေဆုံးတငယ်ချင်းဖြစ်နေရလို့အပျော်ကြီးပျော်နေပါတယ်နာခါမူရာရဲ့အတွေးတွေထဲမှာလည်းဟီယိုဆဲနဲ့တငယ်ချင်းတောင်မဖြစ်သေးတာကိုကတင်မော်တီတက်နေခဲ့ပြီးအဲ့ဒီအတွေးကြောင့်လမ်းလဲကောင်မှမျက်နှာကြီးပြုံးပြနေပါတယ်အဲ့ဒီအချိန်သူ့ကိုမြင်သွားတဲ့ဟီယိုဆဲကလှမ်းလုံးဆက်လာတာကြောင့်နာခါမူရာလည်းအတွေးရနေလက်ရှိကိုပြန်ရောက်သွားပါတယ်
စပိန်နဲ့လာတဲ့သူ့ကိုဟီယိုဆေးကဘယ်ကနေလာလဲဆိုပြီးမေးတော့နာခါမူရာလည်းသူလာတဲ့ရက်ွက်နာမည်ကိုပြောပြပါတယ်။ဒါကိုဟီယိုဆေးကအတော်ဝေးရပဲဆိုပြီးပြောသလိုအိုမိုရီယာလည်းအဲ့ဒီဘက်မှာအရသာရှိရဲ့မုံချိုဆိုင်နေရှိရဲ့လို့ပြောပြပါတယ်။ဟီယိုဆေးသူ့အိမ်လာတော့အဲ့ဒီမုံကိုအရသာရှိကြောင်ပြောဘူးရဲ့လို့ပြောလိုက်တော့နာခါမူရာလည်းအိမ်ဆိုတဲ့စကားကြောင့်တွေးတက်တော့ပါတယ်။အဲ့ဒီမှာနာခါမူရာကဟီယိုဆေးတို့ကိုကြောင်းအတူတူလာနေကြလားဆိုပြီးမေးလိုက်တော့အိုမိုရီယာလည်းသူတို့ကအိမ်ကြီးတော့မကြာခဏလာပြစ်တယ်လို့ပြန်ဖြေပါတယ်။အဲ့ဒါအပြင်သူတို့ကမူလာတန်းကလေးကခင်ခဲ့တဲ့တငယ်ချင်းတွေဆိုတာပြောပြလိုက်တော့နာခါမူရာလည်းအယုတ်ကျိုးပြတ်ဖြစ်သွားပါတယ်။အဲ့ဒီအချိန်ကွက်တီမှာပဲမီစိန်သွားရတဲ့၃ယောက်သားလမ်းတစ်ဖက်ကိုကူလာကြသလိုအိုမိုရီနဲ့ဟီယိုဆဲတို့နှစ်ယောက်ကလည်းစကားရေးဆက်ပြောနေခဲ့ကြပါတယ်။အနောက်ကလိုက်လာတဲ့နာခါမူရာလည်းအိုမိုရီနေရာမှာသူသာဖြစ်လိုက်ပါတော့ဆိုပြီးတွေးနေတဲ့အချိန်ဟီယိုဆဲကဆိုင်တစ်ခုရဲ့မှန်မောင်လေးရဲ့ရေပွဲကိုမြင်ပြီးရပ်သွားပါတယ်။နောက်တော့ဟိုတနေ့ကဟိချက်တင်တဲ့ကိုတတိယကြောင်းနဲ့နာခါမူရာကိုလည်းရေပွဲတွေချစ်တတ်တယ်မလားလို့မေးလိုက်ပါတယ်။နာခါမူရာလည်းသူဘလောက်တောင်ရေပွဲကိုရွတ်တက်တဲ့ဆိုတာလေးကိုအာဘောင်အရင်တန်တန်နဲ့ပဲပြောပြလိုက်ပါတယ်။အဲ့လိုပြောပြီးမှလေတန်းကျောင်းတော့ကသူအဲ့လိုပြောခဲ့လို့တငယ်ချင်းတယောက်မှမရှိတော့တာကိုတတိယသွားပြီးမှန်ကြသွားခဲ့ပါတယ်။အဲ့ဒါကြောင့်ဟီယိုဆဲကိုလည်းသူ့ကိုအဲ့လိုဆက်ဆံမှဆိုတာနဲ့အဲ့လောက်လည်းမချစ်တတ်ပါဘူးဆိုပြီးပြန်ပြောလိုက်ပါတယ်။အဲ့ဒီအချိန်အိုမိုရီကကျောင်းတက်တော့မှဆိုပြီးအလန်တကြားအော်ပြောရနဲ့ဟီယိုဆဲလည်းကမန်းကနန်းနဲ့ထွက်သွားခဲ့ပါတယ်။အနောက်မှာကြံခဲ့တဲ့နာခါမူရာလည်းစပိန်ကိုဒုံဆိုင်နေပြီးလိုက်လာခဲ့ပါတယ်။စိတ်ထဲမှာတော့ဟီယိုဆဲကိုယ်တိုင်စကားရင်လာပြောတာကိုဖျက်ဆီးလိုက်မိပြီဆိုပြီးသူ့ကိုယ်သူအပြစ်တင်စိမ့်နဲ့မြေကြီးပေါ်မှာရှောက်ရှိနေခဲ့ပါတယ်။အဲ့ဒီအချိန်ထူးဆန်းတဲ့မိန်းကလေးတစ်ယောက်ရောက်လာပြီးသူရှောက်ရှိထားတဲ့ပုံကဆွဲလန်းစရာစိတ်ဝင်ကြီးကိုခံစားမိရဲဆိုပြီးသူ့ရဲ့ပကြီးကလပ်မှာဝင်မို့ဆွဲပါတယ်။နာခါမူရာလည်းစိတ်ဝင်စားဖို့ဆိုပြီးချစ်ချင်းချင်းပြလိုက်ပေမဲ့မိန်းကလေးကဇွဲမလျှော့ပဲအနောက်ကနေဆက်လိုက်လာခဲ့ပါတယ်။နောက်ပြီးနာခါမူရာရဲ့ရင်ထဲမှာခန်းစားနေရတဲ့အချစ်စိတ်တွေကိုသူမြင်နေရတဲ့ဆိုပြီးအဲ့ဒီပါရမီကိုသူမြင်နေပေမဲ့ဆိုတဲ့စကားလုံးကြီးတွေနဲ့ချင်းကပ်လာပါတယ်။ဒါပေမဲ့နာခါမူရာကမဝင်ញင်မှုဆိုပြီးပဲညင်းနေရကြောင်းအတင်းဩကတာရိုက်ကိုလည်းပကြီးကလပ်မှာတာမန်မဟုတ်တဲ့လှုပ်ဝက်ချက်တွေရှိရဆိုပြီးဆွဲပြန်ပါတယ်။အဲ့ဒါကတော့နှစ်ပေါင်းများစွာကျင်းပခဲ့တဲ့မြို့တော်ပကြီးပြိုင်ပွဲမှာပကြီးစရာကြီးဆွဲခဲ့တဲ့အရာတွေကသူတို့ရဲ့လက်တွေ့ဘဝမှာတကယ်ဖြစ်လာကြတာဖြစ်ပါတယ်။အဲ့ဒါကြောင့်ဒီပြိုင်ပွဲကအာယုံဆိုင်ခံနေရတဲ့ပြိုင်ပွဲတစ်ခုဖြစ်ပြီးအခုချိန်မှာလည်းခလက်ထဲမှာလူတစ်ယောက်စာနေရပဲကြံတော့ရလို့ပြောလိုက်ပါတယ်။ဒီတော့မှစိတ်ဝင်စားလာခဲ့တဲ့နာခါမူရာလည်းသူဆွဲလိုက်တဲ့အတိုင်းဖြစ်လာမယ်ဆိုတဲ့စိတ်တစ်ခုတည်းနဲ့တင်အတင်းနဲ့ဝင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့နာမည်ရေးပြီးလက်မှတ်မထိုးခင်ပကြီးကလပ်ဆိုတဲ့ခေါင်းစည်းအောင်မှာတစ်ခုခုရှိနေတာကိုမြင်သွားခဲ့ရကြောင်းကတ်ထားရဲ့တိတ်ကိုခွာကြည့်လိုက်ပါတယ်။အဲ့ဒီမှာပဲဂမ်ဘီယာနဲ့ခြောက်ခြားစရာအတင်းဆိုပြီးဖြစ်နေတော့နာခါမူရာလည်းမဝင်တော့ဘူးဆိုပြီးထွက်သွားအောင်လုပ်လိုက်ပါတယ်။ဒီတစ်ခါမှာတော့ဩကတာရိုင်ကိုလည်းသူတို့ကလပ်ဖြတ်သိမ်းခံရတော့မှမို့ကူညီပါဆိုပြီးအသေးအတန်တွေကိုတောင်းပန်ပါတယ်။ဒါပေမဲ့နာခါမူရာကိုဘလို့မှဆွဲလို့မရတဲ့အဆုံးမှာတော့ရိုင်ကိုလည်းသူတို့အသေးအမ်းထုတ်ထားတဲ့ဆေးပလင်းနေရောင်လေးကိုပေးလိုက်ပါတယ်။နောက်ပြီးဒီပလင်းကိုဆောင်ထားတဲ့သူကသူလိုချင်တဲ့ကံကောင်းခြင်းတွေရောက်လာတတ်တာမို့အဲ့ဒါကိုလက်တွေ့မြင်ရပြီဆိုရင်ကလပ်ကိုလာကြွိုင်းရမယ်လို့ပြောတော့ပါတယ်။နာခါမူရာလည်းမလိုချင်မှုဆိုပြီးပြန်ပေးပေမဲ့ရိုင်ကိုကချက်ချင်းလစ်ထွက်သွားခဲ့ရကြောင်းပလင်းကိုအတန်းနဲ့ထိယူလာခဲ့ရပါတယ်။အဲ့ဒီမှာထူးထူးဆန်းဆန်းဆိုသလိုပဲအဲ့ဒီပလင်ဆရောက်လာတဲ့အချိန်အစပြီးညနေကျောင်းစင်းတဲ့အထိဟီယိုဆေးကသူ့ကိုစကားရေးလာပြောနေခဲ့ပါတယ်။ကျောင်းစင်းညရောက်တော့လဲနာခါမူရာအိမ်ပြန်လန်းနဲ့သူ့သွားမယ့်နေရာလမ်းကျုံနေတော့အိမ်တူတူပြန်ကြအောင်ဆိုပြီးစာပြောလာခဲ့ပါတယ်။နာခါမူရာလည်းဒီပလင်ကျောင်းဖြစ်တာလားဆိုပြီးမယုံကြည်နိုင်တော့အောင်ဖြစ်နေရင်နှစ်ယောက်အတူတူပြန်လာနေခဲ့ပါတယ်။တနေရာကိုရောက်တော့လမ်းမတူတော့ရနဲ့ဟီယိုဆေးလည်းနာခါမူရာကိုနှုတ်ဆက်ပြီးထွက်သွားခဲ့ပါတယ်။ဒါပေမဲ့မကြခင်မှာပဲဟီယိုဆေးကသူ့ရဲ့ချစ်စရာကောင်းတဲ့မျက်နှာကြောင့်သူတို့ဓာတ်ပုံကလပ်မှာမော်ရယ်ထိုင်ပေးကိုလာပြောနေကြတဲ့လူတန်ကြီးတွေနဲ့ရင်ဆိုင်နေရပါတယ်။ဒါကိုကြားတော့နာခါမူရာလည်းဟီယိုဆေးကိုနှောက်ယှက်နေတဲ့နှာဘူးကြီးတွေလို့ထင်ပြီးကဲတင်မှုကိုပြေးသွားရောက်ချလာပါတယ်။ဒါပေမဲ့အောက်မှာရှိနေတဲ့ရေစိုးမြောင်းအပေါက်ကိုမမြင်မဲ့ဇွတ်သွားမိရာကနေအထဲကိုပြုတ်ကျသွားခဲ့ပါတယ်။အဲ့လိုကနေအပေါ်ပြန်တက်လာချိန်မှာတော့သူ့ခန္ဓာကိုယ်မှာဘွက်တီပေးနေခဲ့သလိုနှိမ့်လျက်အနီရောင်ဆေးဘူးကြောင့်ဆေးရည်လည်းပေးနေပြန်ပါတယ်။ဒါကိုလူတန်ကြီးတွေကတရေထင်ပြီးကြောက်လန့်တကြားနဲ့ထွက်ပြေးသွားခဲ့ရကြောင်းနာခါမူရာဟီယိုဆဲကိုကယ်လိုက်နိုင်ပါတယ်။နောက်တနေ့ကျောင်းကိုရောက်တော့နာခါမူရာတယောက်ရိုင်ကိုစီကိုယင်သွားပြီးဆေးပလင်းပြန်ပေးခဲ့သလိုကလပ်ထဲကိုမဝင်မှုဆိုတာလည်းပြောလိုက်ပါတယ်။ဒါပေမဲ့ရိုင်ကိုကတော့နာခါမူရာစီမှာရှိနေတဲ့ဆေးစွမ်းရင်ကြောင့်ဘလို့မှလက်လွတ်မခံမှုဆိုပြီးစိတ်သက်ပြင်းပြနေခဲ့ပါတယ်။